အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဇန်နဝါရီလ12ရက်နေ့တင်လာနေ့အတွက်မြန်မာနိုင်ငံရဲ့ထူခြားတဲ့မိုးလေဝသအခြေအနေတွေကိုပြပြပေးသွားပါမယ်ရှင်ပထမဆုံးသတင်းကောင်းအနေနဲ့ပြပြရရင်ဘင်္ဂလားပင်လယ်အော်အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ်ဟာဆိုင်ကလုန်းမုန်တိုင်းဖြစ်ရောက်ရှိခြင်းမရှိဘဲနဲ့အာရုံပြည့်ပြည့်သွားပြီးပဲဖြစ်ပါတယ်မြန်မာနိုင်ငံအတွင်းအနောက်ဘက်ကနေအင်းမြ6သွေးရဲ့လေစီးကြောင်းဟာလည်းအကောက်ကောက်နဲ့ဝင်ရောက်လာနေတာကြောင့်လာမယ့်ရက်တွေမှာအေးပို့လာဖို့ရှိနေပါရဲ့ရှင်ဒီနေ့အတွက်နေ့ပူချိန်တွေကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံအထက်ပိုင်းနဲ့တောက်တန်းဒေသတွေမှာမနေ့ကထက်စာရင်တိတိကျကျပြန်လည်နှွေးထွေးလာတာကိုတွေ့ရပါတယ်။အထူးခြားဆုံးကတော့ကချင်ပြည်ဖြစ်ပြီးမနေ့ကထက်4ဒီဂရီလောက်ထိအပူချိန်ပြန်တက်လာတာ24ကနေ26ဒီဂရီဆဲလ်စီယပ်တွင်ရှိနေမှာပါ။အလားတူပဲစကိုင်းတိုင်းရှမ်းနဲ့ကရင်ပြည်တို့မှာလည်းမနေ့ကထက်2ဒီဂရီစီအပူချိန်မြင့်တက်လာပြီး24ကနေ30ဒီဂရီဝန်းကျင်ရှိနေမှာဖြစ်ပါရှင်။နေပြည်တော်မန္တလေးမကွေးရခိုင်ပဲခူးရန်ကုန်အေရဝတီကရင်မွန်နဲ့တနင်္သာရီတိုင်းတို့မှာတော့လေပူချိန်က28ကနေ30ဒီဂရီဆဲလ်စီယပ်ဝန်းကျင်မှာပဲရှိနေပြီးမနေ့ကတိုင်ပြောင်းလဲမှုမရှိပဲရှိနေမှာပါရှင်။ချင်းပြည်မှာတော့အေးဆုံးအနေနဲ့20ကနေ22ဒီဂရီအတွင်းမှာပဲဆက်ရှိနေဦးမှာပါ။ညပူချိန်နေပြပြရရင်တော့ဒေသတော်တော်များများမှာအေးတဲ့တိတိကျကျရောသွားတာကိုတွေ့ရပါရဲ့နော်။မကွေးတိုင်းနဲ့ကရင်ပြည်တို့မှာညပူချိန်ကမနေ့ကထက်4ဒီဂရီလောက်ထိထိုးတက်သွားပါတယ်။မကွေးတိုင်းမှာ18ကနေ20ဒီဂရီထိရှိလာသလိုကရင်ပြည်မြောက်ပိုင်းမှာ10ကနေ12ဒီဂရီတောင်ပိုင်းမှာတော့14ကနေ16ဒီဂရီထိရှိနိုင်ပါရှင်။ရှမ်းပြည်နယ်ကချင်ပြည်တို့မှာတော့မနေ့ကထက်2ဒီဂရီစီပြန်တက်လာပြီး10ကနေ12ဒီဂရီတွင်ရှိနေမှာဖြစ်ပေမဲ့တောင်တန်းဒေသတွေမလို့ဆက်အေးနေဦးမှာပါ။ဒါအပြင်ရခိုင်နဲ့တနင်္သာရီတိုင်းတို့မှာတော့ညပူချိန်ကမနေ့ကထက်2ဒီဂရီကနေ4ဒီဂရီလောက်ထိပြန်လည်ကျဆင်းသွားတာကိုတွေ့ရပါရှင်။ရခိုင်ပြည်မြောက်ပိုင်းမှာ12ကနေ14ဒီဂရီတနင်္သာရီတိုင်းမှာလည်း14ကနေ16ဒီဂရီဝန်းကျင်ထိညပူချိန်ရွေးကြနိုင်မှာဖြစ်ပါတယ်။ရန်ကုန်အေရဝတီပဲခူးနဲ့စကိုင်းတိုင်းတို့မှာတော့ညပူချိန်က12ကနေ20ဒီဂရီအတွင်းမှာပဲမနေ့ကအတိုင်းပြောင်းလဲသိမ့်မရှိပဲတည်ငြိမ်နေပါရှင်။ခြုံငုံပြီးပြပြရရင်တော့ဒီနေ့မှာအထက်ပိုင်းဒေသတွေမှာနေဘက်မှာပိုပြီးနှွေးလာတယ်လို့အလယ်ပိုင်းဒေသတွေမှာတော့ညဘက်အေးတဲ့တိကျတာရော့ပါသွားတာကိုတွေ့ရပါတယ်။ဒါပေမဲ့ကင်ဗရန်ဒေတာတချို့မှာတော့ညဘက်အေးပြန်ပိုလာတာကြောင့်မိဘပြည်သူတွေအနေနဲ့ကျမရေးကိုအထူးပြုစိုက်ကြဖို့တိုက်တွန်းလိုပါရှင်။နောက်ဆုံးအနေနဲ့လေတူညဉ့်ညံမှုအခြေအနေကိုလည်းအထူးသတိပေးလိုပါရင်နော်။ဒီနေ့ညကနေမနက်ဖြန်မနက်ထိရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်နဲ့မန္တလေးတို့မှာလေတူညဉ့်ညံမှုအညွှန်းကိန်း AQI 120ကနေ130အတွင်းမှာရှိနေတာကိုတွေ့ရပါရှင်။အထူးသဖြင့်ရန်ကုန်မှာမနက်ဖြန်မနက်ပိုင်းလေတူညဉ့်ညံမှုအညွှန်းကိန်းဟာ AQI 140အထိမြင့်တက်နေတာကိုတွေ့ရပါတယ်။ဘာကြောင့်လဲဆိုရင်ဒီလိုဆောင်ရွက်သည့်ကာလလေးတို့ထဲမှာစိုးထိုင်းစားများပြီးမြူရှိနေတဲ့အခါအမုံမွားလေးတွေဟာရင်ငွေလေးတွေနဲ့ပေါင်းပြီးလေထဲမှာပို့ပြီးတော့အလေးချိန်စီကပြန့်နှံ့နေတတ်တာကြောင့်ပါဒီလိုအခြေအနေမှာစက်ရုပ်ကထွက်တဲ့မိကုံးငွေတွေကိုင်းမီရွှေရကနေထွက်လာတဲ့မိကုံးငွေတွေဟာလေတို့အတွင်းစိုးထိုင်းစားများပြီးရှိနေတတ်တာကြောင့်ညနေပိုင်းနဲ့အာရုံတက်ပိုင်းမှာ AQI ကိန်းကနန်းတွေပိုများလာတာဖြစ်ပါတယ်ဒီအခြေအနေဟာတာမန်လူတွေအတွက်ပြဿနာမရှိပေမဲ့ကလေးလူကြီးပန်းနိုင်ရင်ကျရှိသူတွေအနေနဲ့မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာအပြင်ထွက်တာရှော့တင်တယ်လို့မနက်စောစောလမ်းလျှောက်ထွက်တာလေ့ကျင့်ခန်းလုပ်တာတွေမပြုလုပ်သင့်ဘူးလို့အကြံပြုပြရစေရှင်။အခုပြပြပေးခဲ့တဲ့မိုးလေဝသခန့်မှန်းချက်တွေကိုတော့ကျမတို့ CJ Platform ကမိုးလေဝသလေးလာသူတဦးဖြစ်သူကိုလကွန်အိမ်ကမိုးလေဝသခန့်မှန်းချက် model တွေမှာပေါ်ပြချက်တွေစုစည်းပြီးခန့်မှန်းပေးထားပဲဖြစ်ပါရှင်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေတာကြောင့်မလို့ကျမတို့ CJ Platform ရဲ့နောက်ဆုံးရမိုးလေဝသသတင်းတွေကိုလည်းဆက်လက်စောင့်ကြည့်ပေးဖို့မြစ်တာရက်ခံလိုပါရှင်။ CJ Platform ရဲ့မိုးလေဝသခန့်မှန်းချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝပြီးစစ်ပေတွေကနေအမြဲဆုံးကင်းဝေးကြပါစေလို့ကျမစင်ဒီကဆုတောင်းမေတ္တာပို့သလိုက်ပါရှင်။